အတိတ်ပဲတော်တော်ရှိတယ်ဗျာကိုတိုင်းကိုလောရမယ့်အရာတွေကိုမရမနာပဲနဲ့ဇွဲလုံးလာဝိရိယတွေနဲ့ကြော်ဖြတ်ပြီးတဲ့ခါကျတော့လောရတာရှိတဲ့ကြောင့်မလို့ကျွန်တော်တက်ကမေးစင်ဘွားမှာအမြဲတမ်းကြီးပတ်ပါတယ်ဗျာမအတွက်တော့အားကစားကမနဲ့လင်းလို့ရှိရင်ငါဘလောက်ပြေးမယ်ဆိုတော့ခံစားချက်နဲ့နိုးလာပါတော့ကျွန်တော်တို့ဘလော့နေရေးပါလဲဆိုငငယ်လေးကတည်းကကျွန်တော်ဒီခန္ဓာကိုယ်တေးလွှားပြီးတော့ထွေနေတော့တဲ့သူဖြစ်နေတော့တရက်ကိုအဲ့လို45မိနစ်တနိုင်တော့မပြေးဘူးဆိုရင်နေလို့ထိုင်လို့မကောင်းဖြစ်ပြေးတာ6နှစ်ကျော်9နှစ်ဖြစ်လာတဲ့ခါမှာအရင်ကတော့အပျော်ဖြစ်ပြေးတယ်နောက်ပိုင်းကျတော့ performance ဆိုတာစဉ်းစားတယ်ပြေးနေမောလာ variety တောက်ဖြစ်တယ် variety တောက်လိုက်ရင်တော့လက်ထူလိုက်ပြေးတယ်ဆိုတော့စွမ်းရင်ပြန်ဖြစ်လို့ပေါ့ခွနဲ့ထည့်ပြီးတော့တောက်ဖြစ်ခဲ့တယ်တောက်ပြီးတော့ထည့်ပြီးတယ်အမောတော့ပြေးတယ်ရွှေတိုင်းဂျီတက်ရန်ကုန်တော့ဝယ်တောက်လိုက်ဆိုတော့စစ်ပြေးတယ်ဒီကတွေ့ကြုံရတဲ့အခက်အခဲကတော့ထင်းရှူတော့မှပြေးလို့မရဘူး။ဘာလို့လဲဆိုတော့6ကြလို့မရဘဲနဲ့စောင်းပြီးတော့ဟာတာဖြစ်တဲ့အတွက်အဲ့ဒီနေရာလေးတော့နည်းနည်းအခက်ခဲပါတယ်။ပြီးတော့လို့ရှိရင်မိုးလေးလည်းနည်းနည်းရွာထားတဲ့အခါကျတော့နည်းနည်းပို့ပြီးတော့ဒီတင်းနဲ့လေးတွေအဲ့ရတာလေးတွေပို့ပြီးတော့ရပြောဖို့ကိုကောင်းတယ်ပေါ့နော်။အေးချမ်းချမ်းလေးပို့ပြီးရတယ်ရမ်းမိုက်ပါတယ်ထင်းရှူတော်တွေမှာပြေးရတာတွေတောင်တက်တောင်ဆင်းတွေတော်တော်လေးလှတယ်ချယ်ရီရန်လေးမှာဒီ cherry tree က sponsor ရတဲ့တက်တီရောနဲ့ဝင်ရောက်အားဖြည့်ထားတဲ့အတွက်ကြောင့်မလို့ပြည်စုံတဲ့ tree ကြိုင်ပွဲလေးတစ်ခုဖြစ်ခဲ့ပါဗျာဒီနဲ့မောလာတဲ့အချိန်မှာတောက်ရတာလေးအဆင်ပြေတဲ့ပုံ Randy ဘူး station point မှာလည်းတောက်ကြည့်ခဲ့ပါတယ် variety sponsor ပေးတာတော့လေမတို့တို့အများကြီးကြိုးရှိတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့